ကျမယောက်ျားကဟင်းကြီးများလူမဟုတ်ဘူးကျမဘာချစ်ချက်တူအကုန်စားတယ်ဒါပေမဲ့သူတို့မတောင်းဆိုစဖူးတောင်းဆိုတယ်အဲ့ဒါကတော့မာလာဖူထောင်ဖြစ်ပါတယ်ကံကောင်းချင်တော့ဈေးမှာမာလာဖူကြီးအများကြီးတွေ့တော့သူ့အတွက်ဝယ်လာပေးလိုက်တယ်သူ့ကိုထောင်းကျွေးမယ်ပရမဆုံးမာလာဖူကိုရေတိချစင်အောင်ဆေးပြီးတော့မှစက်သွန်ဖြူငရုတ်ကြီးတို့နဲ့တွဲပြီးတော့မှတစ်ခါလေးပြုတ်လိုက်မယ်ပြီးရင်ရေစစ်ထားမယ်ငရုတ်ဒီစက်သွန်ဖြူကိုအရင်ထောင်းထားမယ်မာလာဖူးအေးသွားပြီဆိုတော့ရေစင်အောင်ညှစ်ပြီးပပလေးညက်ပြီးထည့်မယ်မြေပဲမုံနည်းနည်းထည့်မယ်သူကမက်ခမုတ်တက်တက်တော့မက်ခမုတ်လေးနည်းနည်းထည့်ပေးလိုက်မယ်အခုဆိုရင်ဖြစ်ကျမအချစ်ဆုံးကြိုက်တဲ့မာလာဖူထောင်လေးတစ်ခွက်ရသွားပြီဖြစ်ပါတယ်ညီမလေးတို့လည်းကဘာကောင်လေးချောချောလေးတွေကိုမာလာဖူထောင်တစ်ခွက်နဲ့များလို့ရတယ်နော်မမအကြံပေးတာပါ